အားလုံးပဲမင်္ဂလာပါရှင် Grammar Day 3မှာတော့လိမ့်မည်ဆိုတဲ့စာကြောင်းကိုထိုင်းလိုဘယ်လိုတိဆောက်မလဲတူတူလေးလာကြမယ်နော်လိမ့်မည်ကိုထိုင်းလိုကြအဲ့တော့ဥပမာလေးကိုကြည့်ရအောင်ခေါင်းจะไปตลาดခေါင်းจะไปตลาดအဲ့ဒီမှာကြဆိုတဲ့အဓိပ္ပာယ်ကလိမ့်မည်ပေါ့နော်အဲ့တော့จะไปဆိုတော့သွားလိမ့်မည်အမတလုံးစီရဲ့အဓိပ္ပာယ်လေးကိုကြည့်ရအောင်ရှင်ခေါင်းဆိုတာကသူကြဆိုတာကလိမ့်မည်ပိုင်းသွားသည်တလတ်စေပေါင်းလိုက်တော့သူစေသွားလိမ့်မည်ရဲ့ခေါင်းจะไปตลาดခေါင်းจะไปตลาดဒီဥပမာလေးကိုကြည့်ပြီးတော့ subject verb object နေရာမှာကိုကြိုက်တဲ့ကိုလိုအပ်တဲ့လိုစလုံးလေးတွေအစားထိုးပြီးတော့ဒီ verb ရဲ့အရှိမှာပေါ့နော်ကြဆိုတာလေးကိုထည့်လိုက်မယ်ဆိုရင်ဒါအနာဂတ်ပေါ့နော်ဘာလုပ်လိမ့်မယ်ညာလုပ်လိမ့်မယ်ဆိုတဲ့စာကြောင်းတိဆောက်ပုံလေးတစ်ခုရပါတယ်ရှင်အားလုံးကျေးဇူးအများကြီးတင်ပါတယ်